ရော်ရော်နဲ့ပြည်ပရောက်တငယ်ချင်းများမှာမန္တလေးတိုင်းဒေသကြီးမြင်းကြံခရိုင်နွားထုကြီးကြီးရွာမှာစစ်ဘေးရှောင်ပြည်သူများအတွက်အလူငွေ22,200,000 ကျပ်ကိုရရှိပါကြောင်းမန္တလေးတိုင်းဒေသကြီးမြင်းကြံခရိုင်နွားထုကြီးမြို့နယ်ကြီးရွာမှာစစ်ဘေးရှောင်ပြည်သူများကိုသာအထူးဝင်ကျေးဇူးတင်ရှိပါလေရော်ရော်နဲ့ပြည်ပရောက်တငယ်ချင်းများကိုဆရာကောင်းသမားကောင်းနဲ့ပြီးဒီထက်မကလူနိုင်တတ်နိုင်သောပုဂ္ဂိုလ်ရဲ့ကြီးဖြစ်ပါစေခင်ဗျာရော်နဲ့ပြည်ပရောက်တငယ်ချင်းများမှာမန္တလေးတိုင်းဒေသကြီးမြင်းကြံခရိုင်နွားထုကြီးမြို့နယ်စစ်ပေးကြောင်ပြည်သူများအားလူတန်းငွေစေတင်ကြတာကျွန်တော်တို့လက်ခံရရှိပါသည်။နွားထုကြီးမြို့နယ်စစ်ပေးကြောင်ပြည်သူများကိုသာအထူးတပင်ပြည်သူတင်ရှိပါကြောင်းကျွန်တော်အားပဲပြောကြားလိုပါတယ်။ကျမပါလေလက်မှာပါလေနာမျိုး96ပါကင်းပါလေကက်ကြီး3ပါလေကျော်နေနိုင်ပါသူတော်ကောင်းတဲ့သူရုံးပါနဲ့တွဲပါလေလိုတရပါလေဒီတဲ့မကထူလိုက်ပေးနိုင်တဲ့တန်းရွယ်တစ်ထည့်တွေပြကြပါစေတော့ဒီရိုက်တာထမင်းသားကြီးယူချော့လားအေးလေဘယ်ကလေးပဲကွာလူကြီးရောက်တော့4ယောက်သားပါအဲ့ဒါခင်ဗျနေလေးထက်ကြီးမှမလာသေးပဲနဲ့ဒီလေးချက်ဒီကနေ့ပါလို့တော့ဒီလေးထက်ကြီးအဲ့ဒီလေးဟာနှမ်းရိုက်တယ်အဝါဒီချို့သားပေါ်ပါဒီခဲတာခဲချီရတော့မိတယ်တော့ဒီဟုတ်တယ်လို့တော့ကလေးဘာကြတော့အကြီးတော်တဲ့မထဲကြနေနော်ပြတ်တော့ဘာလို့လဲကြီးရကြီးပဲကိုရလုံးမိသားစုကဟုတ်တယ်လို့တော့ကလေးခမင်းတော့ပြန်သွားပေါ့ဟောပြအောင်မို့လို့ရတဲ့ရတဲ့ရသွားအောင်လို့ဒီတဲ့ဘက်ကလည်းတော့တူးမနည်းခါနေနေရဘူးပြီးရပုံမှပုံပြီးရဟုတ်တယ်မထည့်ဘူး没病，来来。